ကဲအားလုံးမင်္ဂလာပါအဲ့တော့ကျွန်တော်တို့ရင်လက်ချာမှာတော့ကကျွန်တော်တို့ if နဲ့ပတ်သက်တဲ့ပုံစံလေးတွေရေးခဲ့ပြီးသွားပြီဒီကနေ့ if နဲ့ပတ်သက်တဲ့ပုံစံလေးတွေကိုထပ်ရှင်းမယ်နော်အဲ့တော့ if နဲ့ပတ်သက်တဲ့ပုံစံတွေကိုထပ်ရှင်းမယ်ဆိုတော့ကျွန်တော်တို့ question number 1 2 3ပြီးသွားပြီနော်ပြီးတော့ကျွန်တော်တို့ဒီကနေ့ question number 4ကိုသွားမယ် question number 4ကသူကဘာပြောထားလဲဆိုတော့ write a program နဲ့ program တစ်ပုဒ်ကိုရေးပါတယ် that prompt the user to enter the integers of today days တဲ့နော် today's day ပေါ့ဒီကနေ့ဘာနေလဲဆိုတာကိုရိုက်ထည့်ပါတဲ့ of the week ပေါ့နော်တပတ်ရဲ့ဘာရဲ့လဲဆိုလိုတာကဒီကနေ့ဒီတနင်္လာနေ့လားအင်္ဂါနေ့လားဗုဒ္ဓဟူးနေ့လားကြာသပတေးနေ့လားနော်အဲ့ဒါကိုရိုက်ထည့်ပါတဲ့အဲ့တော့သူကပြောထားတာက Sunday is 0တကယ်လို့တနင်္ဂနွေနေ့ဆိုလို့ရှိရင်0လို့ရိုက်ထည့်တနင်္လာဆိုရင်1အဲ့တော့ကျွန်တော်တို့ကတပတ်မှာ9ရက်ရှိတာဟုတ်တပတ်မှာ9ရက်ရှိတော့ तू ကဘယ်ရစထားလဲဆိုတော့0ကနေစတယ်ဆိုတော့0ကနေစတယ်ဆိုတော့6မှာ9ရက်ပြည့်မှာ0 to 6ဆိုရင်ဒါ9ရက်လေဒါကြောင့်မလို့ကျွန်တော်တို့ကဘာဖြစ်မှာလဲဆိုတော့0ဆိုရင် Sunday 1ဆိုရင် Monday အဲ့လိုနဲ့သွားလိုက်တာနောက်ဆုံးကျတော့ဘာဖြစ်မှာလဲဆိုတော့6ဆိုလို့ရှိရင်ဒါ Saturday ပြန်ဖြစ်မှာပေါ့နော် Saturday ပြန်ဖြစ်မှာSaturday ပြန်ဖြစ်မယ်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့အဲ့ဒီနေရာမှာမှနောက်ထပ်ရှိတာတစ်ခုကအဲ့ဒါဆိုလို့ရှိရင်0ဆိုလို့ရှိရင် Sunday ပေါ့နော်0ဆိုရင် Sunday 1ဆိုလို့ရှိရင် Monday เนาะ Monday ဒီလိုသွားမှာအဲ့လိုနဲ့သွားလိုက်ရင်နေပြီးတော့ကျွန်တော်တို့6ဆိုလို့ရှိရင် Saturday ဒီလိုသွားမယ်အဲ့ဒါဆိုရင်ကျွန်တော်တို့7ဆိုရင်ရော7ဆိုရင်ဘယ်ကပြန်စားမလဲ7ဆိုရင် Sunday ကပြန်စားမှာပေါ့ဒါပဲ7ဆိုတာမရှိဘူး7ဆိုရင်0 Sunday ပြန်ဖြစ်မယ်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့သွားမဲ့ပုံစံကเนาะ Sunday ဆိုလို့ရှိရင်0 Monday ဆိုလို့ရှိရင်1အဲ့လိုနဲ့သွားလိုက်တာအဲ့တော့ Saturday က6အဲ့တော့6ပြီးသွားလို့ရှိရင်ကျွန်တော်တို့ကဆက်သွားစရာမရှိတော့ဘူး6ပြီးသွားရင်ဆက်သွားစရာမရှိတော့6ပြီးရင်7မလာနိုင်ဘူးလားလာနိုင်တာပေါ့အဲ့တော့6ပြီးရင်7လာမယ်7ဆိုရင်ကျွန်တော်တို့ဘယ်ကပြန်စားရမှာလဲ Saturday ဆိုတဲ့စနေနေ့ပြီးရင်ဒါတနင်္ဂနွေပြန်လာတာပဲလေเนาะစနေပြီးရင်တနင်္ဂနွေပြန်လာတာပဲဒါကြောင့်မလို့7ဆိုရင်ကျွန်တော်တို့ကဘာပြန်ဖြစ်ရမလဲ0ဆိုကမှကျွန်တော်တို့ကဘာ day ပြန်ဖြစ်မှာ Sunday ပြန်ဖြစ်မှာဒီလိုပုံစံဖြစ်မှာပေါ့နော်အဲ့တော့7ဆိုရင်0ဆိုရင် Sunday ဒီလိုပြန်ဖြစ်မှာအဲ့ဒါဆိုရင်8ဆိုရင်ဘာဖြစ်မှာလဲ8ဆိုလို့ရှိရင်ကျွန်တော်တို့က8ဆိုလို့ရှိရင်ဒါ7ဆိုလို့ရှိရင် Sunday ဆိုတော့8ဆိုရင် Monday ပေါ့1ဖြစ်ရမှာပေါ့နော်အဲ့တော့ Monday ဖြစ်ရမှာအဲ့တော့ကျွန်တော်တို့ကဘာဖြစ်မလဲဆိုတော့အဲ့တော့8ဆိုရင်ဒီလိုဖြစ်ရမှာအဲ့တော့စဉ်းစားကြည့်ရင်7ဆိုရင်0ဖြစ်ရမယ်8ဆိုလို့ရှိရင်1ဖြစ်ရမယ်9ဆိုလို့ရှိရင်2ဖြစ်ရမယ်เนาะအဲ့ဒါလေးကိုဘယ်လိုလဲဆိုတာစဉ်းစားเนาะပြီးရင်ကို logic နဲ့ကိုစဉ်းစားမယ်အဲ့တော့ကျွန်တော်ဒီမှာကြည့်အောင် enter today days တဲ့ဒီကနေ့ဘာနေလဲရိုက်ထည့်ဆိုတော့ဒီကနေ့1လို့ရိုက်ထည့်လိုက်တယ်1ဆိုတော့ Monday ဒါကြောင့်မလို့ပြီးတော့ကျတော့ကျွန်တော်တို့ဘာထက်တောင်းမလဲဆိုတော့ enter the numbers of day elections today ဒီကနေ့ကနေနောက်ဘယ်နှစ်ရက်နေသိချင်တာလဲဆိုတော့3ရက်နေသိချင်တာဟုတ်ပြီကျွန်တော်တို့ user စီကနေ input တောင်းလိုက်တာ2ခုဒီကနေ့ဘာနေလဲဆိုတာတစ်ခါတောင်းတယ်နောက်တစ်ခုကကျဒီနေ့ကနေပြီးတော့နောက်ဘယ်နှစ်ရက်နေသိချင်တာလဲဆိုတာတစ်ခါတောင်းတယ်ဟုတ်ပြီအဲ့တော့ဒီမှာ input နှစ်ခုကို user စီကတောင်းလိုက်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ဒီမှာရိုက်ထည့်လိုက်တာ1ဆိုတဲ့အတွက်ဘာစာလေးထုတ်ပြမလဲ today is Monday and ဒီထုတ်ပြလိုက်မယ်အဲ့တော့နောက်3ရက်နေသိချင်တယ်ဆိုတော့1နဲ့3နဲ့ပေါင်းဘယ်လောက်ရလဲ1နဲ့3နဲ့ပေါင်း4ပေါ့အဲ့တော့4ဆိုလို့ရှိရင်ဘာဖြစ်မလဲ4ဆိုလို့ရှိရင် Thursday ပေါ့အဲ့တော့ and the future day is Thursday အဲ့တော့ကျွန်တော်တို့ဒီရှေ့က today ဆိုတာကလည်း Monday ကနေပြီးတော့မှsorry Sunday ကနေပြီးတော့မှ Saturday ထိဖြစ်နိုင်တယ်ဆိုတော့ condition 9ခုအဲ့တော့ဒီရှေ့က today အတွက်က condition 9ခုနောက်တစ်ခု the future day အတွက်က condition 9ခုဆိုတော့စုစုပေါင်း condition 14ခုစစ်ပေးရမယ်ဘာလို့လဲဆိုတော့ today ကလည်းSunday ရယ် Monday ရယ်အဲ့ဒီကနေပြီးတော့ Saturday အထိအဲ့ဒီ9ရက်ထဲကနေ1ရက်ဖြစ်မှာ9ခုထဲကနေတစ်ခုကိုရွေးချယ်ချင်တာဆိုရှင်းရှင်းလေးပဲရှေ့ဆုံးတစ်ခုဒီ if နောက်ဆုံးတစ်ခုဒီ ask ခလဲကောင်ကဟာတွေဒီ as if ဒီလိုပုံစံသွားမှာပေါ့နော်အဲ့လိုပဲ future day ကြတော့future day ကြတော့လည်းအဲ့တိုင်းပဲဟုတ်တယ်မလားဘာလဲဆိုတော့9ရက်ထဲကနေတစ်ခုဖြစ်မှာဆိုရှေ့ဆုံးတစ်ခုဒီ if နောက်ဆုံးတစ်ခုဒီ ask ခလဲကောင်ကကျန်တဲ့ဥစ္စာတွေဒီ as if နဲ့သွားမှာနော်ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်တကယ်လို့ကျွန်မကနေရိုက်ထည့်လိုက်တယ်ဒီကနေ့ today enters today's days ဒီကနေ့ဘာနေလဲရိုက်ထည့်ပါဆိုကျွန်မရိုက်ထည့်လိုက်တယ်0အတိတ်ပဲကတော့ Sunday ပေါ့နောက်တစ်ခါကျတော့ enter the numbers of day elections today ဒီကနေ့ကနေနောက်ဘယ်နှစ်ရက်နေသိချင်တာ14ရက်စဉ်းစားကြည့်အောင်ကျွန်တော်တို့14ရက်ဆိုတာ2ပတ်တိတိဒီကနေ့ကတနင်္ဂနွေနေ့ဆိုနောက်2ပတ်တိတိပြည့်တဲ့နေ့မှာလဲဒါတနင်္ဂနွေပဲဖြစ်ရမှာအဲ့တော့ပြောချင်တာ14ဟုတ်တယ်နော်ပုံမှန်တိုင်းတွက်နေကြဆို0နဲ့ဘာနဲ့ပေါင်း14နဲ့ပေါင်းအဲ့တော့ဘာရ14ဆိုရင်ဘာပြန်ထွက်ရမယ်သဘောတော့ Sunday ဆိုတော့0ပြန်ထွက်ရမယ်သဘောအဲ့တော့ကျွန်တော်တို့ဒီမှာ14ဆိုရင်ဘာပြန်ထွက်ရမလဲ0ပြန်ထွက်ရမယ်စဉ်းစားကြည့်နော်ခွန်ဆိုရင်0ဆိုတော့8ဆိုလို့ရှိရင်1 9ဆိုလို့ရှိရင်2ဒီလိုဖြစ်နေတော့ကျွန်တော်တို့ဒီဘက်ကကောင်ကဘာဖြစ်သွားကြီးသွားတယ်ဒီကောင်ဒီဘက်ကကောင်ကဟိုဖြစ်သွားတယ်ပေါ့နော်အဲ့တော့ဒီမှာစဉ်းစားကြည့်မယ်ဆိုလို့ရှိရင်ဒီမှာကခွန်လေ
ဒါမှ0ထွက်ချင်တာအဲ့တော့ဘာတွေကဘာနှုတ်ရင်0ထွက်မလဲဆိုတော့9နဲ့9နှုတ်ကြည့်လိုက်0 9နဲ့9နှုတ်0ဟုတ်ပြီ8ထည့်ကနေ9နှုတ်1မှန်းနေပြီ8ထည့်ကနေ9နှုတ်ဟုတ်တယ်မလားစဉ်းစားကြည့်လိုက်တော့2ဒီတိမှန်းနေဒါမှနဲ့14တွေက9နှုတ်0မရဘူးတကယ်တမ်း0ထွက်ချင်တာဘာလို့လဲဆိုတော့14တွေကနေ9နှုတ်တော့ကျမတို့ကဘာပြန်ရမှာလဲ9ပြန်ရမှာအဲ့တော့9တွေကနေ9ထပ်နှုတ်မှာ0ဆိုတော့ထက်ခါနှုတ်ရမယ်သဘောဖြစ်နေတာထက်ခါနှုတ်တယ်ဆိုတာတကယ်တမ်းတော့ဘာလုပ်တာပဲလဲဆိုတော့ကျမတို့ထက်ခါနှုတ်တယ်ဆိုတာတကယ်တမ်းတော့စားတာပဲလေနော်စားတယ်ဆိုတာထက်ခါနှုတ်တာမြှောက်တယ်ဆိုတာထက်ခါပေါင်းတာဒါပဲအဓိပ္ပာယ်ကျမတို့သင်ချာတွေသင်ခဲ့ရတယ်တင်တဲ့အခါမှာစားတယ်ဆိုတာဒီထက်ခါနှုတ်တာနဲ့တူပါတယ်မြှောက်တယ်ဆိုတာဒီထက်ခါပေါင်းတာနဲ့တူပါတယ်အဲ့တော့ကျမတို့ဘာနဲ့စားလို့ရတဲ့ပုံစံဖြစ်သွားတာလဲပြန်စဉ်းစားကြည့်မယ်နော်အဲ့တော့ကျမတို့ကခွန်ဆိုလို့ရှိရင်ဘာထွက်ချင်တာလဲ0 8ဆိုလို့ရှိရင်ဘာထွက်ချင်တာလဲ1 9ဆိုလို့ရှိရင်ဘာထွက်ချင်တာလဲ2အဲ့ဒါဆို9နဲ့စားလို့ရတဲ့အကျွန်းပေါ့ဘာလို့ဆိုနှုတ်လို့ရတဲ့တန်ဖိုးကိုလိုချင်တာကိုအဲ့တော့ကို9နဲ့စားကြည့်9တလီ9အကျွန်း2ကျွန်မစဉ်းစားလိုက်တဲ့ပုံစံသဘောပေါက်လားမသိဓမ္မဆိုလို့ရှိရင်လဲ2 day က Sunday ဟုတ်ပြီနောက်ဘယ်နှစ်ရက်နေသိချင်တာတော့14အဲ့တော့1 0နဲ့14နဲ့ပေါင်းတော့14အဲ့တော့ကျွန်မ14ကို9နဲ့စားကြည့်9နဲ့စားကြည့်တော့9 2 14အကျွန်းဘယ်လောက်ရလဲ0 ဆိုတော့ Sunday အဲ့ဆိုကျွန်မနေရိုက်ထည့်လိုက်တယ်ဟာဒီကနေ့ဗာနေလဲဒီကနေ့တရက်နောက်ဘယ်နှစ်ရက်နေသိချင်တာလဲနောက်9ရက်နေသိချင်တာဒီကနေ့1လို့ပြောတဲ့အတွက် Monday လေအဲ့တော့ဒီကနေ့1လို့ပြောတဲ့အတွက် Monday နောက်9ရက်နေသိချင်တာဆိုတော့နောက်9ရက်ဆိုလို့ရှိရင်နောက်တစ်ပတ်ပေါ့နောက်တစ်ပတ်ဆိုလဲ Monday ဖြစ်ရမှာအဲ့တော့ဟုတ်မဟုတ်သိချင်တော့ကျမတို့က1နဲ့7နဲ့ပေါင်းပါတော့8ဟုတ်တယ်မလားအဲ့ဒါကိုဘာနဲ့စား9နဲ့စားလို့ရတဲ့အကျွန်းဆိုတော့9တလီ9အကျွန်းဘယ်လောက်လဲ1ဆိုတော့ Monday အဲ့တော့ကျမဒီပု္ပ္ပစာလေးကိုပြန်ပြောမယ်အဲ့တော့ဒီပု္ပ္ပစာလေးကိုပြန်ပြောမှာ user စီကနေပြီးတော့မှကဏ္ဍနှလုံးတောင်းမှာဒီကနေ့ဘာနေလဲဆိုတာတောင်းမှာနောက်ဘယ်နှစ်ရက်နေရင်သိချင်လဲဆိုတာတောင်းမှာပြီးလို့ရှိရင်ဒီကနေ့ဘယ်နှစ်ရက်လဲဆိုတဲ့ပုံမှာမူတည်ပြီးတော့မှ Sunday ကနေ Saturday ပေါ့နော်အဲ့ဒီကနေတစ်ခုဖြစ်မှာ9ခုရက်နေတစ်ခုဖြစ်မှာဖြစ်တဲ့အတွက်အဲ့ဒီကောင်လေးကိုကျမတို့ကဘာလုပ်မလဲဆိုတော့ condition စစ်မယ် condition စစ်တဲ့အခါမှာ condition 9ခုရက်နေတစ်ခုဖြစ်မှာဆိုတော့if ask နဲ့ပေါ့နော်အဲ့တော့စစ်ပြီးတဲ့အခါကျတော့မှကျမတို့ဘာလုပ်မလဲဒီကောင်နဲ့ကိုပေါင်းဟုတ်တယ်မလား today ရဲ့ဘာရဲ့ပေါင်းတော့future day ရဲ့ကိုပေါင်းလို့ရတဲ့ကောင်ကိုမှ9နဲ့စားလို့ရတဲ့အကျွန်းကိုယူအဲ့ဒီအကျွန်းကလည်း Monday Sunday ကနေပြီးတော့ Saturday ထိဖြစ်နိုင်တယ်ဆိုတဲ့အတွက်သူ့အတွက် condition 9ခုเนาะသဘောတရားလေးကိုနားလည်လိမ့်မယ်နဲ့တူပါတယ်ကျွန်မခုနကပြောတဲ့သဘောတရားကိုနားလည်မယ်တူပါတယ်ခွန်ဆိုလို့ရှိရင်ဘာထွက်ချင်လဲ0 8ဆိုရင်ဘာထွက်ချင်လဲ1 9ဆိုလို့ရှိရင်ဘာထွက်ချင်လဲ2ဘာကြောင့်ဒါထွက်ချင်တာလဲသဘောပေါက်တယ်နော်6က Saturday ဆိုတော့6ဆိုတာ Sunday ဆိုတော့ခွန်ဆိုမှတော့တနင်္ဂနွေပေါ့8ဆိုလို့ရှိရင်တနင်္လာဒီလိုထွက်ရတော့မှာအဲ့တော့8ဆိုရင်1 9ဆိုရင်2အဲ့တော့ကျွန်တော်တို့ကကြည့်လိုက်တော့7ဆိုရင်0ထွက်ချင်တယ်ဆိုတော့7နဲ့က7နှုတ်မှ0ထွက်မှာအဲ့တော့ဒီမှာ7နှုတ်ရင်ဒီအောက်လဲ7နှုတ်ဆိုတော့8ထက်က7နှုတ်1မှန်တယ်9ရဲ့7နှုတ်2ဒီထိမှန်သေးတယ်ဒါမှမဟုတ်14ရဲ့ဆိုရင်လဲကျွန်တော်တို့က0ပြန်ထွက်ချင်တာ14ကျတော့ခွန်နှုတ်ရင်ခွန်ရတယ်အဲ့တော့နောက်ထပ်တစ်ခါထက်နှုတ်မှရမှာဆိုတော့ထက်ခါနှုတ်တယ်ဆိုတာဒါကျွန်တော်တို့ဘာလုပ်လိုက်တာလဲစားလိုက်တာအဲ့တော့ကျွန်တော်တို့ကယူဆလိုက်တာကစားလို့ရတဲ့ဟာလို့ယူဆလိုက်တယ်အဲ့တော့ခွန်နဲ့စားတော့ခွန်တလီခွန်အကျွန်း0ဟော0ဟုတ်လား8ကိုခွန်နဲ့စားတော့ခွန်တလီခွန်အကျွန်းဘယ်လောက်ရလဲ1ဟောဒီမှာ1ဟုတ်တယ်မလား9အဲ့တော့ထက်ခါစားထက်ခါနှုတ်တယ်ဆိုတာစားတာပဲเนาะ9ကိုခွန်နဲ့စားတော့ခွန်တလီခွန်အကျွန်းဘယ်လောက်ရလဲ2အဲ့တော့ကျွန်တော်တို့ဒီမှာ2ဒီလိုပုံစံယူသွားတာပေါ့เนาะကဲအဲ့ဒါဆိုအဲ့ဒီပုံစံလေးရလိမ့်မယ်နဲ့တူပါတယ်เนาะအဲ့ဒီပုံစံရပြီဆိုရင်နောက်ထပ်တစ်ခုကတော့ question number 5ပြီးပြီလားတော့မသိဘူးထပ်ပြောလိုက်တော့မယ်အဲ့တော့ဒီမှာက write a program to that prompt the user to enter 3 integer ဆို user စီကနေခဏ3လုံးတောင်းလိုက် n1 ရဲ့ n2 ရဲ့ n3 ရဲ့တောင်းလိုက်ပြီးသွားတဲ့အခါကျအဲ့ဒီကောင် non decreasing ဆိုတာ increasing မဟုတ်လား increasing ဆိုရင်ပါလေ increasing ဆိုရင်ကျွန်တော်တို့ကငယ်စဉ်ကြည့်လိုက် non decreasing ဆိုရင်ကြီးစဉ်sorry increasing ဆိုရင်ငယ်စဉ်ကြီးလိုက် decreasing ဆိုကြီးစဉ်ငယ်လိုက် non decreasing ဆိုတာ increasing ပဲဒါမှမဟုတ်လို့သဘောတရားဘာပြောချင်တာလဲဆိုတူရကဏ္ဍပါနိုင်တယ်လို့ပြောချင်တာเนาะတူရကဏ္ဍပါနိုင်ဥပမာဆိုကြပါစို့ကဏ္ဍ3လုံးရိုက်ဆိုကျွန်မရိုက်ထည့်လိုက်တယ်1 100အဲ့ဆိုကျွန်တော်တို့အောက်ပုတ်ထုတ်ပြန်ရင်ဘာထုတ်ပြန်ရမှာတော့1 100ဒီလိုထုတ်ပြန်တကယ်လို့ကျွန်မရိုက်ထည့်လိုက်တာက2 3 1ဆိုရင်ဘာထုတ်ပြန်မှာ1 2 3ဆိုလိုတာကတူချင်မှလည်းတူမယ်တူတာမျိုးလဲပါနိုင်တယ်ဥပမာအဖြစ်ကျွန်မရိုက်ထည့်လိုက်တယ်2 4 2ဆိုဒါဘာထုတ်ပြန်မှာလဲ2 2 4အဲ့လိုငယ်စဉ်ကြီးလိုက်စီတာကိုမှတူတာပါနိုင်တယ်ဆိုတဲ့အဓိပ္ပာယ်အဲ့တော့ကျွန်တော်တို့ဒီပု္ပ္ပစာက user စီကနေခဏ3လုံးတောင်းလိုက်ပါ n1 ရဲ့ n2 ရဲ့ n3 ရဲ့ပြီးတော့မှအဲ့ခဏ3လုံးရဲ့ user ရဲ့ထည့်တဲ့တန်ဖိုးမှာမူတည်ပြီးတော့မှကျွန်တော်တို့ငယ်စဉ်ကြီးလိုက်ထုတ်ပြပါညီတာလေးတွေလည်းပါနိုင်တယ်เนาะအဲ့ဒါပြီးတော့နောက်ထပ်တစ်ပုဒ်က write a program that prompt the user to enter the man's
Yeah, now go year, user here down maga la ye, near down me. Piloma display the numbers of days in the man. Every lama she ye do yet have azure. Jamara Soja users yani bidokaja, usani yet like that too. Hala yao, not how send it, not how send is a leaf yearly. Ero laga 2ဆိုတော့ February ဆို28သုံးပုံ29ဖြစ်မှာ28သုံးပုံ29ဖြစ်တော့ဒီကောင်ကြီးက2012ဆိုတော့ဒီကောင်က leaf year ဖြစ်နေတော့29ဖြစ်မှာဒါကြောင့်ကျမတို့အဖြေထုတ်ပြချင်တာနှစ်မြင်ဆောင်2012 has 29 days လို့ဒီလိုထုတ်ပြချင်တာတကယ်လို့ user ရိုက်ထည့်လိုက်တယ် man ကို3လို့ရိုက်ထည့်လိုက်တယ် year က2015လို့ရိုက်ထည့်လိုက်တယ်အဲ့တော့3လပိုင်းဆိုလို့ရှိရင်ကျမတို့က31ရက်မလို့ဒီလိုထုတ်ပြလိုက်မှာအဲ့ဒါဆိုကျမတို့ condition ကဘယ်လိုဖြစ်နိုင်လဲ user ဆိုတာစိတ်ချရတဲ့လူမဟုတ်ဘူးမှန်အောင်ရိုက်ဆိုလတွေမှားရိုက်တယ်လကရှိတာက1ကနေ12ထိရိုက်မယ်အဲ့ဒီမှာ user ကတလွဲ1ထည့်ငယ်တာရရင်လည်းမှားတယ်လို့ထုတ်ပြရမယ်12ထည့်ကြီးတာရရင်လည်းမှားတယ်လို့ထုတ်ပြရမယ်ကဲဟုတ်ပြီတကယ်လို့ तू မှန်တယ်ဆိုရင်ကျမတို့ကစဉ်းစားလိုက်မယ်ဆိုရင်နှစ်အဲ့ဒီ2လပိုင်းထဲမှာကျမတို့က2မျိုးခွဲမယ် leaf year ဟုတ်သလား leaf year မဟုတ်ဘူးလား leaf year ဟုတ်တယ်ဆိုလို့ရှိရင်29ရက်ရှိတယ်လို့ထုတ်ပြမယ် leaf year မဟုတ်ဘူးဆိုရင်28ရက်ရှိတယ်လို့ထုတ်ပြမယ်ဒါက2လပိုင်းကိစ္စနောက်တစ်ခုကြံတဲ့ဥစ္စာ a zon set no ဟုတ်တယ်မလား a zon set no 30ဆိုဟုတ်တယ်မလား a zon set no 30ဆိုတော့ဒီလာတွေကတစ်လနဲ့ညီခဲ့ရင်ကျမတို့ကရက်30လို့ထုတ်ပြမယ်အဲ့လိုမှမဟုတ်ဘူးဆိုရင်เนาะ31ရက်ရှိတယ်လို့ထုတ်ပြမယ်ဆိုတော့ကျမတို့ condition ဒီဘယ်နှမျိုးဖြစ်သွားမှာလဲဆိုတော့ဒီမှားတဲ့ကိစ္စကိုစစ်တာကတစ်ခုเนาะဒီဟိုပါလေ February ကိုစစ်တာတစ်ခု30ရက်ရှိတာစစ်တာတစ်ခုနောက်ထပ်တစ်ခုက31ရက်ကိုစစ်တာတစ်ခုဆိုတော့ condition က1 2 3 4ဆိုရှေ့ဆုံးတစ်ခုဒီ if နောက်ဆုံးတစ်ခုဒီ ask ခလေကောင်းနှစ်ခုဒီ are safe เนาะအဲ့တော့ကျမတို့ကပု္ပ္ပစာလေးတွေရေးတိုင်းစဉ်းစားဟာ user ဆိုတာစိတ်ချရတာမဟုတ်ဘူးเนาะတစ်ကနေ12ထိရှိရဆိုရင် user ဆိုတာပေါက်တက်ကရတွေရှောက်ရိုက်နိုင်တယ်အဲ့ဒီချက်ကိုကျမတို့ခေါင်းထဲထည့်ထားရမယ်เนาะအဲ့တော့ခေါင်းထဲထည့်ထားရမယ်အဲ့တော့ဒီပု္ပ္ပစာလေးရလိမ့်မယ်နဲ့တူပါတယ်เนาะအဲ့တော့ question number 7ကတော့ကျမတို့ဟိုပါပေါ့40 digit integer ကိုတောင်းပြီးတော့မှ palindrome ဟုတ်မဟုတ်စစ်တာဆိုတာဒါကျမတို့ဟိုပါလုပ်ခဲ့ပြီးသားတွက်ခဲ့ပြီးသားဆိုတော့အဲ့ဒါပြီးသွားပြီเนาะအဲ့ဒါပြီးသွားရဆိုတော့နောက်ထပ်ပု္ပ္ပစာကနေဦးရှစ်ကိုနောက်ထပ်ပု္ပ္ပစာကဘယ်ကောင်တွက်မလဲဆိုတော့ဒီကောင်နံပါတ်10နံပါတ်10ရရင်17ရပြီကဲဟုတ်ပြီအဲ့တော့နံပါတ်10ကိုကြည့်အောင်ကဲဟုတ်ပြီအဲ့တော့ဒီမှာဆိုလို့ရှိရင် तू က type ကဘာဖြစ်နိုင်လဲဆိုတော့ close ရယ်close ရယ် shoe ရယ်ပေါ့နော် type က close ရယ် shoe ရယ်အဲ့ဒီ close ထဲမှာမှ20အောက်ငယ်ခဲ့တယ်ဆိုလို့ရှိရင် 10% 20နဲ့50ကြားဆိုရင် 50% เนาะနောက်တစ်ခုကကျတော့ about 50 50ထဲကျော်ခဲ့ရင် price က50ထဲကျော်ခဲ့ရင် profit ဒီ 20% shoe တွေကဆိုလို့ရှိရင်5ထည့်ငယ်မယ်သို့မဟုတ်30ထဲကြီးမယ်ဆို 5% 5နဲ့30ကြားဆိုရင် 10% လို့ပုံစံသွားမှာအဲ့တော့ဒီမှာပု္ပ္ပစာကပြောထားတာက write a program which compute and display the profit for selling item เนาะ selling item profit display the profit ဆိုတော့ကျွန်တော်တို့ profit ကိုထုတ်ပြရမယ် for selling item based on ဆိုတော့အခြေခံပြီးတော့ဘယ်နဲ့ပေါ်မှာအခြေခံမှာဆိုတော့ type ရယ် price ရယ်ဆိုတော့ user စီတောင်းအောင်မှာဒီ type နဲ့ price ကျွန်တော်တို့တွက်ပေးရမှာဒီ profit เนาะအဲ့တော့ကျွန်တော်တို့ဆိုကြပါစို့ user ကနေပြီးတော့ကဲ type ကိုရိုက်ထည့်ပါပေါ့เนาะ enter type ပေါ့เนาะအဲ့တော့ enter type ကိုကြည့်လိုက်လို့ရှိရင် close တွေ shoe တွေဆိုတော့ကျွန်တော်တို့ကဘာဖြစ်နိုင်လဲဆိုတော့string ပေါ့เนาะဒါမှမဟုတ် user ဆိုတာစိတ်ချရတာမဟုတ် close နဲ့ shoe နဲ့ရိုက်ပါဆို ASTF တွေပါရှောက်ရိုက်တာလည်းဖြစ်နိုင်တယ်เนาะအဲ့တော့ဆိုကြပါစို့ enter type လို့ရိုက်ထည့်ခိုင်းတဲ့အချိန်မှာကျွန်မကနေရိုက်ထည့်ခဲ့တဲ့ close ပေါ့ရိုက်ထည့်လိုက်တယ်နောက်တစ်ခါကျသူ့ကိုဘာရိုက်ထည့်ခိုင်းမှာလဲဆိုကြပါစို့ enter price เนาะ price လို့ရိုက်ထည့်ခိုင်းမယ်အဲ့တော့ price လို့ရိုက်ထည့်ခိုင်းတဲ့အချိန်မှာဆိုကြပါစို့ကျွန်မရိုက်ထည့်လိုက်တယ်30အဲ့တော့ကျွန်တော်တို့ကြည့်ကြည့်အောင်အဲ့တော့ close ဆိုတော့ဒီထဲမှာပါမယ်30ဆိုတော့20နဲ့50ကြားမှာပါမယ်အဲ့တော့ဘယ်လောက်ပါ%တော့ 50% အဲ့တော့ကျွန်တော်တို့အိတ်ကောင်တွက်မယ်ဆိုတော့ဈေးဒီ30ရာခိုင်နှုန်းဒီ15%ဆိုတော့15ရာခိုင်နှုန်းကိုကဏ္ဍပြောင်းကျင်တော့100နဲ့စာဒီတိုင်းတွက်ပြရမယ်နော်အဲ့တော့သူနဲ့ကြည့်အဲ့တော့9 2လီ30 9 3လီ15ဆိုတော့3 3လီ9 9/2ဆိုတော့ဘယ်လောက်ထွက်မှာလဲ 4.5 ဒါဒီပါလဲဆိုတော့ profit အဲ့တော့ profit ကိုလိုချင်တယ်ဆိုရင်သူ့ရဲ့ဈေးနှုန်းအမြောက်ရာခိုင်နှုန်းနဲ့တွက်ပေးရမယ်နော်အဲ့တော့ကျွန်တော်တို့ဒီမှာက type က close ရဲ့ shoe ရဲ့နှစ်ခုပဲရှိတာအဲ့ close ထဲမှာထပ်ခွဲတာဆိုတော့ဒါ nested ပုံစံနဲ့သွားလို့ရတယ်အဲ့တော့ nested ပုံစံနဲ့သွားလို့ရတော့ပထမတစ်ခုကဘာအတွက်စစ်မလဲ close အတွက်စစ်မယ်နော်အဲ့ close အတွက်စစ်တဲ့အခါမှာတစ်ချက်သတိထားစီခြင်းနဲ့ Harry close ဒီ type ဒီဘာနဲ့ဖမ်းမှာလဲ string မှာဆိုတစ်ခုနဲ့ညီသလားစစ်ခြင်း dot equal နဲ့စစ်တယ်နော် equal နဲ့မစစ်ဘူးအဲ့တော့ if ဆိုပြီးတော့ဒီမှာ dot equal နဲ့ close နဲ့ညီသလားစစ်အဲ့တော့နောက်တစ်ခုက shoe အတွက်ဆိုတော့ကျွန်တော်တို့ဒီမှာနှစ်ခုပဲရှိတယ်ဒါမှမဟုတ် user တလွဲတွေရှောက်ရိုက်တာအတွက်တစ်ခုပုံမယ်ဆိုတော့3ခုဖြစ်သွားမှာအဲ့တော့ဒီကောင် asif ကဘာအတွက်စစ်မလဲ shoe အတွက်လည်းအဲ့လိုပဲ
dot equalness ပေါ့နောက်ဆုံး arc ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဘာထုတ်ပြလိုက်မလဲဆိုတော့ round type ပေါ့နော် round type ပေါ့တိုင်မှားနေပါတယ်ဆိုတာကို system dot out of bracket နဲ့ထုတ်ပြလိုက်အဲ့တော့ heady close ထဲမှာဒီမှာခွဲထားတာ1 2 3ဆိုတော့1 2 3ဆိုတော့ if ရဲ့နောက်ဆုံးတစ်ခုဒီ rs ရဲ့ခလက်ကောင်းတစ်ခုဒီ rsif ရဲ့ဒီလိုသွားမယ်အဲ့တော့ shoe မှာကြားတဲ့ခါကျနှစ်ခုဆိုတဲ့အတွက် if ရဲ့ rs ရဲ့သွားမယ်ဒါပဲအလုပ်လုပ်ပုံကနော်ကဲဟုတ်ပြီနောက်ထပ်တစ်ပုဒ်အဲ့တော့နောက်ထပ်တစ်ပုဒ်ကကျတော့ကျွန်တော်တို့ write a program which compute the interest of the local bank interest compute the interest ဆိုတော့ကျွန်တော်တို့တွက်ပြရမှာဘာလို့တွက်ပြရမှာလဲအတိုးနှုန်းကိုတွက်ပြရမယ်အဲ့ဒီအတိုးနှုန်းကိုဘယ်ပေါ်မှာအခြေခံပြီးတွက်ပြရမှာလဲဆိုတော့ types of account type ရယ် loan amount ဘယ်လောက်ချီးတာလဲရယ် loan period ဘယ်နှစ်ချီးတာလဲရယ်ဆိုတော့3ခု type ရယ်နောက်တစ်ခု amount ရယ်နောက်တစ်ခုကကြာ loan period ဘယ်နှစ်ချီးတာရယ်လဲဆိုတော့3ခု user စီက input တောင်းပြီးတော့မှကျွန်တော်တို့ကဘာတွက်ပြရမှာလဲဆိုတော့ interest ကိုတွက်ပြရမှာနော်အဲ့တော့ဆိုကြပါစို့ user ကို under type လို့ရိုက်ထည့်ခိုင်းတဲ့အခါမှာ normal လို့ရိုက်ထည့်လိုက်တယ်ဆိုကြပါစို့ normal လို့ရိုက်ထည့်လိုက်တယ်နောက်တစ်ခုကကျတော့ amount နော် amount ကိုရိုက်ထည့်ပါလို့ပြောတဲ့အချိန်မှာဆိုကြပါစို့1000လို့ရိုက်ထည့်လိုက်တယ်နော်1000လို့ရိုက်ထည့်လိုက်တယ်နောက်တစ်ခုကကျတော့ loan period နော် period ကိုရိုက်ထည့်ပါဆိုတဲ့အချိန်မှာ3နှစ်လို့ရိုက်ထည့်လိုက်တယ်ဆိုကြပါစို့ကဲအဲ့ဒါဆိုကြည့်ရအောင်အဲ့ဒါဆိုကြည့်မယ်ဆိုရင်ဒီမှာ normal ဆိုလို့ရှိရင်ဒီမှာနှစ်ခုရှိတယ်3နှစ်ဆိုတော့ less than 5ထဲပါမယ်အဲ့တော့ဘယ်လောက်% ပေးရမှာလဲ 50% အဲ့တော့ကျွန်တော်တို့အဲ့ဒီကောင်လေးကိုတွက်မယ်ဆိုရင်သူ့ရဲ့ချီးတဲ့ဥစ္စာဒီဘယ်လောက်တော့1000အမြောက်ဟုတ်တယ်နော်အဲ့တော့50% ဆိုတဲ့အတွက်50 by 100ဘယ်နှစ်ချီးတာလဲ3နှစ်ဆိုတော့3နဲ့မြောက်အဲ့တော့3ညနှလုံးကြည်3ညနှလုံးကြည်တော့ဘယ်လောက်ရမလဲဆိုတော့4000နဲ့မှ900ပေါ့အဲ့ဒါဆိုကျွန်တော်တို့ထုတ်ပေးရမှာဒီ4500ထုတ်ပေးရမယ်အဲ့တော့ကျွန်တော်တို့ဒီမှာကြည့်လိုက်လို့ရှိရင် account type ကိုကြည့်လိုက်ရင် normal ရယ် deluxe ရယ်ဒါမှမဟုတ်ဒီမှာကဘာထည့်ထည့်ထားလဲဆိုတော့ other ဆိုတာ normal နဲ့ deluxe လဲမဟုတ်တဲ့ကျန်တဲ့အရာအားလုံးလို့ပြောတဲ့အတွက်မှားရိုက်တဲ့ကိစ္စထည့်ထည့်စရာမလိုတော့ဘူးအဲ့တော့ဒီကောင်ဒီရှေ့ဆုံးတစ်ခုဒီ if နောက်ဆုံးတစ်ခုဒီဘာနဲ့သွားမလဲ ask ခလေကောင်းတစ်ခုဒီဘာနဲ့သွားမှာလဲ asif နဲ့သွားမယ်เนาะဒီလိုပုံစံမျိုးနဲ့သွားမယ်အဲ့တော့ဒီလိုပုံစံမျိုးနဲ့သွားမယ်ပြီးတော့မှဒီ if ထဲမှာမှဒါလေးတွေထပ်ခွဲပေါ့เนาะအဲ့ဒါဆိုဒါလေးရလိမ့်မယ်နဲ့တူပါတယ်เนาะကဲဟုတ်ပြီအဲ့ဒါဆို80ရပြီဆိုတော့ကျမတို့တပုတ်လောက်တော့ထပ်ပြီးကဲများနေပြီလားဆိုကျမတို့ဘယ်နှပုတ်ရှိပြီလဲပြန်ကြည့်အောင်နံပါတ်4ဆိုတော့တပုတ်2ပုတ်3ပုတ်4ပုတ်5ပုတ်ပဲရှိသေးတယ်နော်5ပုတ်ပဲရှိသေးတယ်ဒါမှမဟုတ်5ပုတ်ပဲရှိသေးတယ်ဆိုတော့ကဲဟုတ်ပါပြီကျန်တဲ့ပု္ပ္ပစာတွေကတော့နောက်တစ်ခါကျမှပဲရေးခိုင်းတော့မယ်ဘာလို့လဲဆိုတော့တချို့မပြီးသေးတဲ့လူတွေလည်းရှိသေးတော့လေနော်မပြီးသေးတဲ့လူလည်းရှိသေးတော့စောင့်တဲ့အနေနဲ့နောက်တစ်ခေါက်မှပဲရေးရမယ်အဲ့တော့ဒီပု္ပ္ပစာလေး5ပုဒ်ကိုရအောင်ရေးပါနော်အဲ့တော့များရေးမှာဘာဖြစ်မှာလဲများရေးမှာများလောက်တက်လာမယ်လက်ရည်လည်းတက်လာမယ်စဉ်းစားတဲ့ဥစ္စာလည်းတက်လာမယ်နော်မရေးရင်တော့တက်လာမှာမဟုတ်ဘူးနော်အဲ့တော့များလေ့ကျင့်လေများတက်လေအဲ့တော့ practice များလုပ်ပါ practice များလုပ်ရင် program ကိုပျော်လာပါလိမ့်မယ်သဘောကျလာပါလိမ့်မယ်ရလာပါလိမ့်မယ်ကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်သင်ခန်းစာမှာပဲတွေ့ကြမယ်နော်